Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တာတော့အခု 7.41 update ကထွက်တဲ့ item အသစ်အကြောင်းလေးကျွန်တော်ပြောပြပေးပါမယ်เนาะဘရိုတို့ item အသစ်တွေကတော့ဒါကတော့ item အသေးလေးတွေပေါ့เนาะဒါ800 cost ကိုကုန်မယ်800ကုန်ပြီးတော့ဟိုက AOE effect 40ပေါင်းမယ်ပေါ့เนาะ AOE 40ပေါင်းတဲ့ item လေးပေါ့เนาะ800တော့ကုန်မယ်ဒီဟာနဲ့အဲ့လိုကျွန်တော်တို့ glipner တွေပါဆက်သွားလို့ရတယ်ဗျာဒီလား item ထပ်ဆက်လို့ရတယ်ထပ်ဆက်လို့ရတဲ့ဟာရှိတယ်ဒါက short ဒီကကြတော့ကျွန်တော်တို့ magic resistance ပေါင်းတယ်ပေါ့နော်ဟို clock အသေးသားလေးလို့ပြောလို့ရတယ်ကျွန်တော် play မေးမဟုတ်ပဲ chain မေးလို့မျိုးပြသီးတာအဲ့လိုမျိုးပြောလို့ရတယ်သူက450ပဲကုန်မယ် 10% magic resistance ပါတယ်ဒီဟာနဲ့ဆက်တဲ့ item တွေလည်းဆက်ရှိသေးရပေါ့နော်ဒီကကြတော့ဒါ play မေးသေးသားလို့ပြောလို့ရတယ် chain မေးအကြီးသား play မေးအသေးသားပေါ့နော် split မေးဟိုတော့ 7 armor သူကဟိုဟာဒါလည်း item အသစ်ပဲပေါ့နော်ဒါ armor ပေါင်းတဲ့ item ဒါပေမဲ့ဒါတစ်ခုတည်း item တွေပေါ့နော်တစ်ခုတည်းဝယ်လို့ရတဲ့ item တွေဒါ wizard hack ကကြတော့ဒါ250ကုန်မယ်ဒီကတော့ဈေးအနည်းဆုံးပဲအသစ်ထွက်တဲ့ item တွေထဲမှာ250ကုန်ပြီ125 mana ပေါင်းမယ်ပေါ့နော်ကျွန်တော်တို့ဟို fluffy hack လိုမျိုးပဲဟိုတွေးပေါင်းတဲ့ဟာမဟုတ်ပဲဒါကတော့ mana ပေါင်းတဲ့ဟာပေါ့နော် wizard hack ဆိုပြီးတော့ထပ်ပေါ်လာတယ်item အကြီးတွေကတော့ဒါကတော့ဒီ item လေးပေါ့နော်ဒီ item ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ तू က2600ဗျာဟိုဈေးရမစိုးဈေးရ early game သိရမလားမေ game လောက်မှာစောစီထည့်လို့ရတဲ့ item မျိုးစားပဲ 15% magic resistance ပေါင်းတယ်sit all attribute ပေါင်းတယ်250တွေးပေါင်းတယ်အဲ့တော့ stat တွေနဲ့ဒီတွေးပေါင်းတာနဲ့ magic resistance ပေါင်းတာနဲ့ item မစိုးဗျာ item ကျန်းတယ်လို့ပြောလို့ရပါတော့ဒီကဒီ item အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့ तू ကဟိုဒီအတက်မလောက်ခံရအောင်ဆိုလို့ရှိရင်ဒီမှာ passive stat လေးပေါင်းတယ်ဗျာ तू က3ခုက mass ချပဲဗျာတိလား3ခု mass ချပဲတိလားဒီက3ခုဖြစ်နေတဲ့အချိန်မှာတယောက်က enemy ကကို damage ပေးလိုက်မယ်ဆိုလို့ရှိရင်ကို့မှာဒီ he barrier မဟုတ်ဘူး go barrier လေးပေါ်လာမယ် go barrier ဘယ် damage မဆိုဟိုကာတဲ့ဟာပေါ့နော် barrier ပေါ့ဒီမှာဒီ barrier ဖြစ်နေခြင်းပြီးတော့ဒီကသူက move speed လည်းပေါင်းတယ်ဗျာ move speed ကဒီ step ပေါ်မူတည်တယ်ဒီ step ကဒီမှာ3 step ဗျာအခုတော့တယ်တစ်ချက်ပြစ်လိုက်ကျွန်တော် damage barrier ပေါင်းလိုက်လား360ဒီလားတွေး360ပေါင်းသွားပြီပြီးသွားလို့ရှင်ဒီ step ကုန်ကနေတိုင်းမှာကျွန်တော် movement speed က 7% တက်မယ်အခု390တိလား move speed ကဒါဒီ effect ကုန်သွားလို့ရှင်320ဖြစ်သွားလိမ့်မယ် original move speed ကအခုဒီကရှိနေတော့325တွေ့လားဒါဒီ effect ကြောင့်ဒါဒီ effect ကအဲ့လို3 step ရှိရဗျာ3 step မှာဘရိုသူ step လဲတဲ့အခောက်တိုင်းမှာ 7% move speed ပေါင်းတယ်ဗျာသိလားအဲ့တော့3ကောက် 7% move speed ကို5 second ပေါင်းမယ်ဗျာအဲ့လိုမျိုးဟို damage ကကြတော့ဘလော့တာပေါ့နော် damage ကဒီတိုင်းဆိုလို့ရှိရင်ဒီတိုင်းဖြစ်နေတဲ့အချိန်ဆို step မရှိတဲ့အချိန်ဆိုပြစ်လို့ရှိရင်တော့မဘလော့ဘူးအဲ့ကြရင်မဘလော့ဘူးဒါပေမဲ့ step ကိုစောင့်ရတယ်ဗျာသူ့ရဲ့ပြည့်မဲ့ချိန်လေသူခဏပဲ8 second လောက်ပဲကြာတယ်အခုစောင့်2ခုပြည့်သွားပြီ3ခုပြည့်သွားရင်ပြစ်ခံလိုက်ရင်သူကတစ်ခုကို damage ကဘယ်လောက်လဲ damage 120ဘလော့တယ်ဗျာအဲ့တော့3ခု stat ဆိုလို့ရှိရင်360ဘလော့မယ်အဲ့တော့ဒီကောင် damage တစ်ချက်ပေးလိုက်တာနဲ့360ဒီမှာ9ပါးလေးပါသွားပြီလား360ဒီမှာရွှေအောင်9ပါးလေးအဲ့ဒါ360ကားတယ်ပေါ့နော်စပဲပဲလုံး damage ပဲပေးကားတယ်ပြီးသွားရင်ဒီ effect တစ်ခုကုန်ကနီးဆိုင်မှာ move speed တက်တယ်390တွေ့လားတောက်လျှောက်တက်တယ်ဒီ effect တွေဒါနောက်ဆုံးကုန်သွားပြီဆိုတော့မှဟိုဟာမူလ move speed ကိုပြန်ရောက်သွားမယ်ပေါ့နော် item ဆိုဒီလို item တွေကအဲ့လိုကိုးတွေကျွန်တော်တို့ဟိုဘလူးကောင်းနေသွားလို့ကောင်းလဲဆိုတော့အဲ့လို voice spirit တို့သိရမလား voice spirit တို့wind ranger တို့အဲ့လို carry တွေကိုမှဟိုဘယ်လိုပြောမလဲဟိုဟာဖြစ်တဲ့ဟာမျိုးဗျာဟို universal ဖြစ်တဲ့ hero မျိုး universal ဆိုတော့ stat တွေပေါင်းလေပူကျန်းလေပဲအဲ့တော့2600နဲ့ sit all stat ပေါင်းတယ်ဗျာ magic resistance 15ပါတယ်သွေး250ပါတယ်အဲ့တော့ဒီ item ဟူလောဆယ်မှာ OP ဖြစ်ဆုံးလို့ကျွန်တော်ထင်တယ်ဒီ item အသစ်ထွက်တဲ့ထဲမှာဒီ item လေးတော့တော်တော်မဆိုး2600နဲ့ဆောင်းအလုံးလို့ကောင်းတယ်ပေါ့နော်ဒါနောက်တစ်ခုကကြတော့ तू ကဘာနဲ့ဆက်တာလဲဆိုတော့ဒါလေးကဆက်တာကတော့ဒီဟာပေါ့နော် bloody booster ရယ်ဒီအသစ်ထွက်တဲ့ shaw ဆိုတဲ့ဟာလေးရယ် crown ရယ်စာရွက်ရယ်ဒီ item တစ်ကကြတော့ဘာလဲဆိုတော့ဒီ item တစ်ကဒီမှာပါလေ Krilla Crozia တဲ့နာမည်ကဒါလည်း तू က sit all attribute ပေါင်းတယ်သွေး450ပေါင်းတယ် mana 450ပေါင်းတယ်ဒါကတော့ support item ဗျာ support item ဆိုတော့ magic item ပေါ့နော်ဒီကျွန်တော်တို့ဟို4800ဆိုတော့ तू ကတော့အကြီး item အကြီးဘက်နေတော့တွားတယ်ဗျာ intel ကောင်နေအနေနဲ့ပေါ့နော်ဒါကတော့အသေးဒါအကြီးကို तू ကအစိမ်းချောင်းနဲ့ရောဆက်ကတာဗျာ तू ကဘယ်လိုမျိုးလဲဆိုတော့ तू ကဟိုလက်ရွက်ကျွန်တော်တို့အပြာချောင်းလိုမျိုးပဲဒီက3လိုက်အစိမ်းချောင်းဖြစ်သွားမယ်ဒါပေမဲ့အစိမ်းချောင်းဖြစ်ပြီးတော့အခုတို့သွေးရောအောင်လုပ်ထားလိုက်မယ်ဗျာ1ပြည့်သွေးရောဝိုင်းဆိုတော့ तू အစိမ်းချောင်း3လိုက်ပဲဆိုလို့ရှိရင်အစိမ်းချောင်း3လိုက်ပဲဆိုရင်သူ့ရဲ့အဲ့ဟို percentage ကိုသွေးရော်ထားတဲ့ဟာရဲ့ဟိုဘက်အကောင့်ရဲ့သွေး percentage ပေါ်မူတည်ပြီးတော့ကိုကသွေးပြန်တက်မှာဗျာဒီက3လိုက်ပြီး move speed က hero တစ်ကောင်ချင်းစီမှာ 5% move speed စတီးမယ်အဲ့တော့9ကောင်ရှိရဆိုရင် 5% ဆို25% စတီးမယ်ဗျာအဲ့လိုမျိုးတစ်ကောင်နဲ့ရှိရဆိုရင်
5% ပဲ steam ပဲဗျာဒီလားသူကနှိမ့်လိုက်တဲ့အခါတိုင်းမှာအစိမ်းချောင်း effect ဖြစ်သွားမယ်ပြီးသွားရင် magic damage ကိုပေးမယ်ဆိုရင် 30% ပို့ပြီးတော့ခံစားရမယ်ဗျာဒီလားဒါပေမဲ့ကိုလည်း physical ခုတ်လို့မရဘူးကိုလည်းခုတ်လို့မရဘူးဒီမှာကျွန်တော်သုံးလိုက်မယ်ဗျာသုံးလိုက်ပြီဆိုလို့ရှိရင်ဒီလား move speed က4-8ခုအောင်ဖြိုးသွားတယ်လားဒါပေမဲ့အခုအလုံးလေးဝင်တယ်လားအဲ့အလုံးလေးတွေကတွေးတက်နေတာဗျာတွေးတေချာကြည့်လိုက်ကျွန်တော်နှိမ့်လိုက်မယ်တွေးတက်နေကြည့်လိုက်တွေးပါလို့မတက်တာလဲဒီလားအဘာလဲဆိုဟိုဘက်ကောင်တွေတွေးမရောလို့အဲ့တော့ဟိုဘက်ကောင်တွေတွေးနေတဲ့ short တွေးရောနေတဲ့အချိန်မှာသုံးလိုက်လို့ရှိရင်တော့တွေးတက်တယ်ဗျာအခုကျွန်တော်ပြစ်လိုက်လားတွေးနေရောပါတယ်သုံးလိုက်ဒါတွေးတက်တာပေါ်လား39 49ဒါပေမဲ့ဒီကောင်တွေတွေးပြစ်ဖြစ်နေတဲ့အချိန်မှာဆိုတွေးမတက်ဘူးဗျာအဓိကတော့ဒီ item ဟို lecturer တို့သိရမလားအဲ့လိုမျိုးဟိုအစိမ်းချောင်းသုံးရတဲ့ကောင်တွေပေါ့ဗျာစပယ်သုံးမယ်ဆိုလို့ရှိရင်ဗတဲမှာသုံးလိုက်မယ်ဆိုရင် move speed လည်းမြန်ပြီးပြေးလို့ရမယ်အစိမ်းချောင်း effect လေးလည်းဝင်သွားမယ်အဓိကတော့အဲ့ဒါပဲပေါ့နော်အဲ့တော့4800နဲ့ပြောရမယ်ဆိုအရန်မတန်ဘူးသွေး450မနာ450 sit all attribute အဓိကဒီကောင်စိုးဘူးစာနဲ့စက်ကရဟာဆိုတော့ဒါပေမဲ့အဲ့လောက်ကြီးအတန်ကြီးလို့တော့မခံစားရဘူးเนาะဒီ item ဒါပေမဲ့ဟိုဟာဒီကောင် passive ဟာတော့ကျဲရတယ်ဗျ passive ဟာအဲ့ enemy heal restoration ကို30% short ရဆိုတော့ကျွန်တော်တို့ heal regen short တို့လိုမျိုးပဲရှီဘာကဲတို့သိရမလားအဲ့လိုမျိုးစကာရီတို့လိုမျိုးပဲဒီကောင်က intel item ဗျာသိရမလား intel item အဲ့တော့30% short ရတော့စိုးတော့မစိုးလို့တော့ပြောလို့ရတယ်အဲ့ဒီခုကတော့ heal restoration ကိုဟိုကအဲ့ဘယ်လိုမျိုးကောင်းနေဆိုရင်ဟိုကဖြစ်မလဲဆိုတော့ DK တို့ NEC တို့အဲ့လိုသွေးပြန်တက်တဲ့ကောင်တွေတင်မှာအဲ့လိုသွေးပြန်တက်တဲ့ကောင်တွေဆိုလို့ရှိရင်နည်းနည်းဒုက္ခပေးမယ်ဒီ item လေးကဒါဒီ item လေးပေါ့နော်နောက် item တစ်ခွက်က asset distiller ဟုတ်တယ် asset distiller ဒီကတော့ item အသေးလေးပဲဗျဒီကတော့ဒါအားလီပိုင်းကျွန်တော်တို့ဟိုအရင်တော့ item လိုမျိုးစက်ကားတဲ့ဟာလိုမျိုးလေးပဲဟိုအန်းနဲ့ပါရောစက်ကားတာဗျတကယ်ဆိုလို့ရှိရင်ဟိုဟာဒါပေမဲ့တကောင်ရင်တက်လာအောင်မယ်တကောင်တက်လိုက်လို့ရှိရင်ကျွန်တော်တို့အဲလိုမျိုးလေးရမှာနော်အဲလိုမျိုးလေးရရင် तू ကအောက်မှာတုံးလိုက်လို့ရတယ် AOE နဲ့တွားမှာလား AOE နဲ့တော့မတွားအောင်နော်အဲလိုမျိုးပဲတုံးလို့ရတယ်တုံးလိုက်လို့ရှိရင်enemy အဲ့လိုမျိုးဟိုဒီလိုဟိုradius ဘယ်လောက်လဲ400ဒီ400 range 400အတွင်းမှာ enemy ထိလို့ရှိရင် enemy ကလည်းဒါ an effect ကိုရမယ်ဗျာဒီလားတွေးရော့မယ်ဗျာ 25% damage ရော့မယ်ဗျာဒီလား true side ကိုပါတော့ share တယ် vision လည်း share တယ်ဗျာဒါ an ဟိုမှာ तू ကနောက်တစ်မျိုးပေါ့နော် an vessel remove လိုက်ပြီလား feather လည်းရှိသေးတယ်ပေါ့နော် feather တက်ရှိတယ်ဒါ an ကိုတက်ထပ်သွားတယ် healing item မျိုးပဲ1985 support အနေနဲ့ဒီ item ဆောင်းအန်းတန်ကိုတန်တဲ့ item 3 attribute ပေါင်းတယ်ဗျာ150 mana ပေါင်းတယ်စစ်အားမှာပေါင်းတယ်ဗျာ support အနေနဲ့ဆိုဒီ item လေးကတန်တယ်မစိုးဘူးပေါ့နော်အဲ့တော့ဒါဒီ item အစ်စ်လေး let's go နောက်တစ်ကွက်ကနောက် item တစ်ကွက်ကအစ်စ်ကဒီနှစ်ကွက်ပေါ့နော်ဒါကတော့အကုန်ပေါင်းတယ်ဒီက item အကြီးအစ်စ်ထွက်တာဗျာဒါပေမဲ့ဒါလေးကလည်းအစ်စ်ပဲဒါကတော့ကျွန်တော်တို့ဟိုအရင်တော့က natural item မှာပါတဲ့ဟာလေသူကကို rain ကောင်လေးကိုတစ်ချက်ပစ်လို့ရှိရင်ဘေးနားမှာ splash မိတာဗျာအခုပစ်လိုက်မယ်ဟောလူနာကြီးဖြစ်နေအဲ့ဒါကြားမလားဒါဆိုရင်ဟဲ့လား30% chance ဟိုခွဲပစ်တာဗျာ3ကောင်ပစ်တယ်ဗျာဒီလား3ကောင်ပစ်တယ်2ကောင်လည်းမဟုတ်ဟိုကအသေးဆိုရင်တော့2ကောင်လည်းပစ်မယ်ထင်တယ်ဟောအသေးဆိုလည်း3ကောင်ပစ်တယ်ဒါပေမဲ့အဲ့ခွဲပစ်လိုက်တဲ့ဟိုဟာတွေကလူနာရဲ့ level 2လို့ပဲဗျာတဲ့ဟို 70% ပဲဟို physical damage အပြည့်ဝင်မှာ 100% အပြည့်မဝင်ဘူးဗျာဘေးနားပစ်လိုက်တဲ့ကောင်တွေကဒါအသေးပေါ့နော်ဒါပေမဲ့ဒီဟာရဲ့အကြီးဒီ item တော့တော်တော်ကျန်းတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီဟိုဟာလိုမျိုးပဲဗျာဒီလားဘယ်ရလဲအဲ့တဲ့နာမည်မေ့သွားလို့ဒီဟာ press မှာလိုမျိုးပဲဗျာဒီလားကျွန်တော်တို့အစိတ်ပါတယ်ဒါပေမဲ့ဒီကောင်ကတော့ဒါ intel item နည်းနည်းပူဆန်းတယ်ဗျာဒီလားintel carry တွေကိုပို့ဆက်တယ်ဒီဟာကျတော့ဒါ agility တို့ strength တို့ carry တွေပိုကောင်းတယ်ဗျာဒီမှာ30 agility ပေါင်းတယ်ဗျာ15 strength 25 damage နဲ့150 attack range ပေါင်းတယ်အဓိကတော့ဒါ range item ပေါ့နော် range hero တွေသွားမဲ့ item ဘာလို့လဲဆိုတော့ဟို splash power အောင်ဗျာဒီမှာ3ခု splash ဖြစ်တယ်သူက splash အဲ့လိုပြတဲ့အပြင်ကိုဒီဟို poison damage လည်းပါတယ် poison damage ကဒီဟာဗျာဟိုတစ်ချက်ပြလိုက်တဲ့တည်းမှာ damage 20 auto ပေါင်းတယ်ဗျာဒီလားဒီဟာ damage 20မဟုတ်ဟို damage 20ဆိုတာဒီ damage 20ပေါင်းတာမဟုတ်ဘူးdamage 20ရော့သွားတာဗျာတစ်ချက်ပြစ်လိုက်တာနဲ့ magic damage ဗျာ magic damage item ဗျာပါပြီးသား damage 20ပေါင်းတယ်ရော်သွားပြီးဒီ poison damage တွေနဲ့လည်းထပ်စားသုံးတယ်ဗျာအဲ့လိုမျိုးဒီ item တော့ကျန်းတယ်ပေါ့နော်
ပြအဲ့ပြစ်လိုက်တဲ့ဟာ तू ဗျာဒီကောင်တွေရဲ့အဲ့ HP ဟို max HP ရဲ့ဟိုဟာပေါ်မူတည်ပြီးတော့ damage ကထိရဗျာဒီလား magic damage ကအဲ့တော့မာတဲ့ကောင်တွေဆိုပူထိမယ်ပူကျန်းတယ်ဗျာဒီလားသွေးများတဲ့ကောင်တွေဆိုလို့ရှိရင် damage ကပူထိလိုက်မယ်ဗျာဒီကအဓိကတော့ဒါ splash item ပဲပေါ့နော် rain ကောင်တွေအတွက်ဒါကတော့ item အသစ်လေးပါအားလုံးပဲကျွန်တော် hero ပြောင်းသွားတဲ့ဟာလေးတွေနဲ့ spell အသစ်လေးတွေဘာဖြစ်မလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်လုပ်ပေးမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ် see you ပါ